သူ့ကိုယ်တိုင်အဲ့ဒီဗီဒီယိုရောင်းပြီးတော့မှသူ့ကိုယ်တိုင်ဖြန့်တာဖြစ်တယ်အဲ့တော့ကြောင့်ထိုးခန်းကနင့်ကိုမရအောင်ညွန့်ကလိုက်မှာညွန့်ကတရားဆွဲမှာအဲ့လိုပြောတော့အဲ့ကောင်ကပြေးမှာပေါ့တမီးကြီးပေါ့နော်အေးငြိမ်နေတယ်ဆိုတာအခုဒီဟိုဗီဒီယိုပဲရလဲဖြန့်တာလည်းမသိပဲနဲ့ငြိမ်နေတာပေါ့နော်အခုတီးရပြီစတော့သူတို့တော့ထင်တယ်ဒါပေမဲ့မတေကြပဲနဲ့ညီမမတေကြသေးဘူးထင်လို့ညီမဘာမှမပြောသေးတာဘတို့ကဘာမှမရှင်းပြသေးတာအခုဆိုလို့ရှိရင်ညီမရဲ့အဲ့ဒီဟောအဲ့ကောင်ကစီးမှာညီမရဲ့အဲ့ဒီဗီဒီယိုတွေကကောင်းညီမရဲ့ရေးစာဟောင်းပေါ့နော်အခုညီမနဲ့သူနဲ့ပြတ်သွားဆို3နှစ်ကျော်သွားပြီဒါပေမဲ့သူနဲ့ညီမနဲ့စပြီးတော့မှအဲ့ဒီဗီဒီယိုတွေကဖြစ်တော့မှဆိုလို့ရှိရင်ညီမအတက်က16မပြည့်သေးဘူးပေါ့နော်2နှစ်ကျော်နေပါ3နှစ်ကျော်3နှစ်နေပါတွဲခဲ့တာပေါ့နော်အခုအဲ့ဒီတိုက်ရိုက်တင်တဲ့ချက်နဲ့အကောက်ကိုညီမသွားမေးသူအရင်ရက်တည်းကတော့လောကစာမပြန်ဘူးပေါ့နော်အခုစာပြန်တဲ့ချက်မှာညီမမေးတော့သူ့ကိုယ်တိုင်အဲ့ဒီဗီဒီယိုရောင်းပြီးတော့မှသူ့ကိုယ်တိုင်ဖြန့်တာဖြစ်တယ်အဲ့တော့ကြောင့်ထိုးခန်းကနင့်ကိုမရအောင်ညွန့်ကလိုက်မှာညွန့်တရားဆွဲမှာအဲ့လိုပြောတော့အဲ့ကောင်ကပြေးမှာပေါ့တမီးကြီးအဲ့တော့ဒီတကားပိတ်လိုက်အဲ့တော့ကြောင့်အခု EF ဗီဒီယိုကိုသူကရောင်းစားပြီးတော့သူပိတ်မှောင်သွားမှလို့ပြန်ဖွင့်လိုက်အဲ့တော့ EF ဗီဒီယိုသူကိုယ်တိုင်ရောင်းတယ်သူကိုယ်တိုင်ဝါဆိုဟာတက်တေလဲရခဲ့ပြီအစတက်တေမရှိတော့ညီမဒီတိုင်းပဲငြိမ်နေတာပေါ့နော်အခုကတက်တေလဲရပြီဆိုတော့ညီမသူကနေဒီလောက်ရကြောင်းနေပြန်ပြီးတော့ပေးဆက်မယ်ညီမကဒီလိုလှုပ်စားတယ်ဒီလိုမျိုးဟိုစပွန်ဆာရှာပြီးတော့အဲ့လိုမျိုးဗီဒီယိုလေးရိုက်ခဲ့ပြီးတော့အဲ့လိုမျိုးလှုပ်စားတယ်မိမမဟုတ်ဘူးပေါ့နော်အခုညီမ screenshot နဲ့တော့ဒီအပေါ်မှာပြထားပြီးမယ် screenshot နဲ့တော့ညီမအဲ့ဒါလေးအကုန်လုံးကိုချပြပေးမယ်ပေါ့နော်အဓိကအဲ့ဒီကောင်ရှုံးမှာလားညီမအဲ့လိုမျိုးနဲ့ပတ်သက်မိတာညီမအမားဖြစ်တဲ့အတွက်ကြောင့်လူတိုင်းသူများပြောလဲညီမခံရမှာပဲဟုတ်တယ်ဒါပေမဲ့ညီမဘဝအခုဆိုလို့ရှိရင်ကသူနဲ့ညီမနဲ့ပြတ်သွားတာဆိုလို့ရှိရင်3နှစ်ကျော်သွားပြီအဲ့အတွက်ကြောင့်အထူးခန့်ကျော်ဆိုတဲ့ကောင်ရဲ့နေရဲ့လိပ်စာဖုန်းနံပါတ်တော့ညီမမှာရှိရပေါ့နော်ဖုန်းဆက်ရင်တော့သူကတော့ကင်နေဒါပေမဲ့ကင်နေဆိုပေမဲ့သူကခုချိန်ညင်းတော့သူမလုပ်ဘူးလို့ညင်းတော့ပေါ့နော်အဲ့တော့ကြောင့်ညီမသူ့ရဲ့နေရဲ့လိပ်စာသူ့ကိုတွေ့တယ်သူ့ပုံညီမတစ်ချက်ပြတာပဲသူ့ပုံကတော့အခုနောက်ပိုင်းသူက social ပိုင်းမတုံးတော့သူ့ပုံကတိတ်တယ်တာမတွေ့တော့ဒါပေမဲ့သူ့တော့အဲ့ဒီဗီဒီယိုကြည့်ပြီးသားတဲ့လူတိုင်းသူ့ရဲ့ရုပ်ကိုတော့မြင်ဘူးမှာပေါ့နော်တက်တူးရှိတယ်ဒီမှာလည်းရှိရပိုင်းမှာလည်းရှိရလက်မှာလည်းသူ့မှာတက်တူးရှိတယ်ပေါ့နော်အဲ့ဒါကြောင့်သူနဲ့သူ့ကိုမြင်တဲ့နေရာမှာတွေ့တဲ့အချိန်မှာညီမကဖုန်းလေးဆက်ပြီးတော့မှတစ်ချက်လောက်ဆက်သွယ်ပေးပါလို့ပြောချင်ပါတယ်ရှင်ဖုန်းနံပါတ်လေးချပေးရမယ်နော်